ကလေးတွေကိုဖုန်းတွေချထားခဲ့ပြီးသိပ္ပံပညာကိုချစ်မြတ်နိုးလာစေမဲ့မော်ဆန်နဲ့စမ်းသက်ချက်လေးတွေအကြောင်းတင်ဆက်ပေးလိုက်ပါတယ်။ရေထဲကိုတကြားအနှဲငယ်နဲ့ပကံဆေးဆက်ပြရေးထည့်ပြီးတရုတ်အကြော်တန်နဲ့မှုတ်လိုက်ပါ။အဲ့ဒီနောက်ပိုက်တစ်ခုနဲ့မှုတ်လိုက်မယ်ဆိုရင်တော့ဘယ်တော့မှမပေါက်ကွဲနိုင်တဲ့ပူဖောင်းလေးတွေကိုရရှိမှာဖြစ်ပါတယ်။ရေးထည့်ထားတဲ့ဦးစီပေါင်းပေါ်မှာတိတ်လေးကပ်ပြီးအပေါက်ဖောက်လိုက်မယ်ဆိုရင်တော့ဦးစီပေါင်းဟာပေါက်မသွားတဲ့အပြင်ရေတွေဟာငြိမ်သက်ပြီးစီးဆင်းနေတာကိုတွေ့ရမှာပါ။ဒါကိုတော့ Lamina float လို့ခေါ်ပါတယ်။တာမန်ရေထဲမှာကြက်ဥဟာမြုပ်သွားတတ်ပေမဲ့ရေထဲကိုစားထည့်ပြီးမှုတ်လိုက်မယ်ဆိုရင်တော့ကြက်ဥဟာရေပေါ်မှာပေါ်လာတာကိုတွေ့ရမှာပါ။ဒါဟာပင်လယ်သေးမှာလူတွေဘာလို့ရေမမြုပ်တယ်လဲဆိုတဲ့လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ပရွက်စိတ်တကောင်ရဲ့ဘေးပတ်လည်မှာဘောပင်နဲ့အဝိုင်းဆွဲလိုက်မယ်ဆိုရင်တော့ပရွက်စိတ်ဟာဘလို့မှထွက်မရပဲပိတ်မိနေမှာဖြစ်ပါတယ်။တန်မယာရေကိုဂွမ်းတန်လေးနဲ့တို့ပြီးစက်ကူပေါ်မှာစာရေးကြည့်ပါ။အဲ့ဒီစက်ကူကိုအပူပေးလိုက်တဲ့အခါမှာတော့တင်ရေးထားတဲ့စာတွေဟာတဖြည်းဖြည်းပေါ်လာမှာဖြစ်ပါတယ်။ဒါကတော့မမျှငင်ရတဲ့မော်စာရေးနဲ့ပဲဖြစ်ပါတယ်။ပန်းကန်လုံးတစ်လုံးရဲ့အောက်ခြေကိုတန်မုံနဲ့ရိုက်ကြည့်မယ်ဆိုရင်အလွယ်တကူကွဲသွားမှာဖြစ်ပေမဲ့ပကံလုံးကိုရေထဲမှာနှက်ထားပြီးရိုက်မယ်ဆိုရင်တော့လှပတဲ့အဝိုင်းပေါက်လေးကိုအလွယ်တကူရရှိမှာဖြစ်ပါတယ်။ဒါကတော့ရေရဲ့ခုခံအားကြောင့်ပဲဖြစ်ပါတယ်ဗျာ။